တယ်တွေမှာအိယာခင်းတွေစောက်တွေခေါင်းဆွဲတွေဘဝတွေအားလုံးဟာအဖြူရောင်ပဲဖြစ်နေတာကိုမိတ်ဆွေသတိထားမိမှာပါအဖြူရောင်ဟာအငြိအကျေးတွေကိုအလွယ်တကူဆွဲလေတဲ့အယောက်ဖြစ်ပေမဲ့ဘာကြောင့်အဲ့ဒီအဖြူရောင်ကိုပဲဟိုတယ်တွေမှာရွေးချယ်ထားလေဆိုတာမိတ်ဆွေစဉ်းစားဖူးမိမှာပါဒါကြောင့်ဟိုတယ်တွေမှာအဖြူရောင်ကိုသုံးရတဲ့အဓိကအကြောင်းရင်း၄ခုကိုမျှဝေတော့ပါမယ်နံပါတ်၁ချက်ကတော့တန်ရှင်းမုံကိုဖော်ပြဖို့အတွက်ပါအဖြူရောင်ဟာတန်ရှင်းမုံနဲ့လက်ဆက်မုံကိုကိုစားပြုပေးပါတယ်ဒါကြောင့်ဟိုတယ်တွေမှာအိမ်တွေကိုအိယာခင်းတွေတန်ရှင်းမုံနဲ့လက်ဆက်မုံကိုခံစားရစေဖို့အတွက်အဖြူရောင်ကိုသုံးထားတာဖြစ်ပါတယ်နံပါတ်2ကတော့ဇင်ခံပစ္စည်းအသွင်အပြင်ဖြစ်တဲ့အတွက်ပါအဖြူရောင်ဟာဇင်ခံပစ္စည်းတွေရဲ့အသွင်အပြင်ကိုဖော်ဆောင်ပေးပါတယ်ဒါကြောင့်ဟိုတယ်တွေကအိမ်တွေကိုဇင်ခံပစ္စည်းတွေနဲ့ခံစားရစေဖို့အဖြူရောင်ကိုရွေးချယ်ထားတာဖြစ်ပါတယ်နံပါတ်3ကတော့ညစ်ပတ်မှုတွေကိုအလွယ်တကူသတိထားမိစေဖို့အတွက်ပါအဖြူရောင်ဟာညစ်ပတ်နေတဲ့အခါအလွယ်တကူသတိထားမိစေနိုင်ပါတယ်အဲ့ဒီအခါဟိုတယ်ဝန်ထမ်းတဲ့အတွက်လည်းတန်ရှင်းမှုတွေကိုစစ်ဆေးတဲ့အခါမှာပုံမလွယ်ကူစွာမြင်နိုင်ဖို့အတွက်ပါနံပါတ်4ကတော့ရွှေဆေးသုံးရတာလွယ်ကူတဲ့အတွက်ပါအဖြူရောင်ဟာဓာတုဆေးဝါးသုံးပြီးရွှေဆေးရှက်တဲ့အခါပုံမထိရောက်စေပါတယ်ဘယ်လိုလဲဆိုရင်အဖြူရောင်ဟာအယောင်မပါတာရွှေဆေးနဲ့ဒဲမပြူတာအငြိအကျေးတွေကိုအလွယ်တကူမြင်နိုင်တာတွေနဲ့အပူရှင်မြင်းမစွာအသုံးပြုနိုင်တာတွေကြောင့်ဖြစ်ပါတယ်ဘာကြောင့်အဖြူရောင်ဟာရွှေဆေးသုံးရတာလွယ်ကူစေတာလဲနံပါတ်1ကအယောင်မပါတာပါအဖြူရောင်ဟာအယောင်မပါတဲ့အတွက်ရွှေဆေးသုံးတဲ့အခါအယောင်ပျက်စီးမှုတွေအယောင်ပြောင်းလဲမှုတွေကိုစိုးရိမ်စရာမလိုပါဘူးအယောင်ပါတဲ့အထည်တွေဆိုရင်ရွှေဆေးသုံးတဲ့အခါအယောင်တွေမှီးမိန်သွားတာပျက်စီးသွားတာမျိုးတွေဖြစ်နိုင်ပါတယ်နံပါတ်2ကရွှေဆေးနဲ့ဒက်ပြူမှုပုံစံပါအဖြူရောင်အထည်တွေဟာရွှေဆေးတွေနဲ့ဒက်ပြူမှုမရှိတာကြောင့်ပိုမိုပြင်းထန်တဲ့ဓာတုဆေးဝါးတွေကိုအသုံးပြုလို့ရပါတယ်အဲ့ဒီကအထည်ပေါ်မှာပိုးမွားတဲ့ဘက်ထရီယာတွေနဲ့အငြိအကျေးတွေကိုပိုမိုထိရောက်စွာဖေရှားနိုင်ပါတယ်နံပါတ်3ကတော့အငြိအကျေးတွေကိုအလွယ်တကူမြင်နိုင်တာပါအဖြူရောင်ဟာညစ်ပတ်မှုတွေကိုအလွယ်တကူမြင်နိုင်တာကြောင့်ရွှေဆေးသုံးတဲ့အခါဘေးနေရာကိုပိုမိုသန့်စင်ဖို့လိုအပ်တဲ့ဆိုတာကိုသိစေနိုင်ပါတယ်အဲ့ဒီကရွှေဆေးသုံးတဲ့အခါလည်းပိုမိုထိရောက်မှုကိုရရှိစေပါတယ်နံပါတ်4ကတော့အပူရှင်ပြင်းပြင်းနဲ့အသုံးပြုနိုင်တာပါအဖြူရောင်အထည်တွေဟာအပူရှင်ပြင်းပြင်းနဲ့ရွှေဆေးရှက်လုပ်တဲ့အခါပိုမိုခံနိုင်ရရှိပါတယ်အဲ့ဒီကပိုးသက်ဖို့အတွက်ရေဘူးနဲ့ရွှေဆေးရှက်လုပ်တဲ့အခါအထည်တွေပျက်စီးမှုမရှိဘဲပိုးမွားတွေကိုထိရောက်စွာဖေရှားနိုင်ပါတယ်နောက်ဆုံးအနေနဲ့အဖြူရောင်ဟာတန်ရှင်းမှုနဲ့လက်ဆက်မှုတွေကိုကိုစားပြုပေးရုံသာမကရွှေဆေးသုံးရမှာပိုမိုလွယ်ကူစေတာကြောင့်လေဟိုတယ်တွေမှာအဖြူရောင်ကိုရွေးချယ်သုံးကြတာဖြစ်ပါတယ်